Hello, Minglaba. Good afternoon. Nigone Mula Akulo, a Chinkunka go Pinshimbire, Piashina Mago Uzwa Chimumbare, Shadow Funkpine, Ma Rosi Sanghinko, Chide, Janija Woyani La Jare, the Mame Soy Alonko, welcome Lujino Chuso Chimbare. Through ye goza, a cusoin general a chain city pitted the job, a sa bureau ma pitted the job, Parma Uso general, Jampile Papiro, Su down China general, a sa pumi pipare. First Corinthians chapter 13 verse 4 through 7. Love is patience, love is kind. It does not envy, it does not boast, it is not proud. It does not dishonor others, it is not self-seeking, it is not easily angered. Love does not delight in evil but rejoices with the truth. Love always protects, always trusts, always hopes, and always perseveres. 1 Corinthians chapter 13, verse 4 through 7. Thank you, Piashin Komchiti. Akuchi Mundichin Leti Sopoyan, Loku Matatajaya. A genius so dobia, Guru Shinda Town Rabba, Nemo Tema to know I dream of Ching at the kid about Yeshu Shin, a Guru the Bada, Kavase Sabo Chizi. Name ye deja, bello yari jong bilang. Guru chino ye nanom ye shi chinga da dasa. Dibuama, Jesu Roma dba. Achado me. Bello yari jong duila, Guru chino ye nanam ye shi chinga da dasa. Dibuama, Jesu Roma dba. Achado me gala, chino naim shiba. Dibuama, Jesu Roma dba. Achado me gala, chino naim shiba. Secretary
ချစ်ချင်းမြတ်တာရဲ့အရင်နမိဖြစ်တော်မူသောအဖဖျားပရမဥစွာနာမကိုချီးမွမ်းပါ၏မမြင်ဘူးသောမတွေ့ဘူးသောနေတကြီးကိုလည်းခံစားသောခုကိုပေးသောကြောင့်နာမကိုချီးမွမ်းပါ၏မနေ့အတွက်ကျေးဇူးတင်တယ်လို့ဒီနေ့အတွက်လည်းကျေးဇူးတင်ပါ၏အဖဖျားကိုရဲ့အကြံစီမျိုးပွားလို့အိုဆိုးလို့နိုင်လို့ဟုကတိပေးဒီနီသူဒီကနေ့တာယာတော့နေနိုင်ကိုရဖန်စင်တော့ရှာတော်ဖုန်ပီနေရိုစီဒိုဒီကိုရမြတ်မောက်တော်နဲ့ပရိသတ်တော်ရှိနိုင်ထိန်မြလက်ထပ်ဖို့ရန်အစီအစဉ်အခုခါကောင်းကိုပြင်ဆင်ပေးတဲ့ကြောင့်နာမကိုချီးမွမ်းပါ၏ဖဖယားပြူရမဲ့တခုစီတိုင်းရဲ့အစီအစဉ်ပေါ်ကောင်းချီးပေးတော်မူပါအစအလေဆုံးထိတိုင်အောင်ဝိညာဉ်တော်ဖျားမဆတော်မူပါအတတနဲ့အချိန်တိုင်းအလုံးစုံကိုလက်ပွေတော်အနန္တောကတေချင်းကိုအောင်မြင်တော်မြတ်တော်ယေရှုနာမ၌ဆုတောင်းအစာပြုပါရဖဖျားအာမင်အားလုံးထိုင်ကြရအောင်ယေရှုတင်နေจำไปเลยพับปีเดแต่มีเลยเนี่ยงี้เงี้ยปีเดกูปิตาผมมาอายันเจสุติมบาเรอาคูโซยินจนเราแคนเดลไลท์พยาวนามีทุเมลูอาคูลาเมอเชงพิบะเมเอริพยาวนาอิงกะอาลินชิมพิเดแต่คิงคริโดกูโซโลชิมพิเดคริสโตเองทองกาอลินชิมพิเดคริสโตมาป่าเบเนจนรูปิวเนเองทองกาพยาเออาจารย์สีเทมาป่าเรเองทองเบพิเดดาจอมโลอายายาอาลงอาซาปิวพูยันอลินชิมพิเดคริสโตกูโซโลชิมพิบาเรเจสุตินเดเพียงนั้นมีทุนปีเดอาคูโซยินปันเจเมลูปีโดริงโบยเนริงเกอร์ตะดูตาเนตะดูตาอายันตะดูติมีเนอายันวนลาเมอเชงพิบาเม
အခုချိန်ဆိုရင်တဒုတ်တမီတဲ့တဒုတ်မိဘတွေဝင်လာမဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးပြုပြီးတော့အားလုံးမတ္တထဖေယမေတ္တာရက်ခံပါတယ် เชียวันอุกทางเนเล็ดทัดเทงเมียพูยันโรซีสังหิงโกมิตุกะอภิมินี ရိုကြီးရဲ့ဖခင်ပြတူကျွန်တော်ဦးဆောင်လျံကဘာလို့တန်ကိုပေးအပ်လိုက်ပါဒီ Thank you ကျေးဇူးတင်တဲ့ဖျာရှင်ကောင်းကြည်ပေးပါစေဖျာရှင်ကောင်းကြည်ပေးပါစေ Thank you Thank you Okayပရိသတ်ဒီအားလုံးထိုင်လို့ရပါပြီကျေးဇူးတင်တယ်ဆရာဝန်ဒုထံရိုစီစံဟင်ကိုဖယားတခိနီနှုတ်ကပတ်တော်အတိုင်းသူကိုသူတန်ရှင်တော်လက်ထချင်းဖြင့်ဘဝခရီးတစ်လျှောက်တာယာရီဖြစ်စေကြမ်းတမ်းဒီဖြစ်စေချမ်းသာရီဖြစ်စေရှင်ရည်ရီဖြစ်စေကျမ်းမာရီဖြစ်စေနာရီဖြစ်စေအသက်ရှင်တဲ့မြတ်ကာလပတ်လုံးတူကိုတူချစ်ချင်းမြတ်တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုပေါင်းဖော်ပါမည်ဟုတစ္ဆာကတိထားမည်လော ဟုတ်ကဲ့ထားပါမယ် Okay that's a new to me Rosi Sanghin Syavanuk Thango Phayadakini Nokapado Atai Tu go tu Tanshin do le tachimpi Bawa Khi Tishao Tayari Pise Chantandi Pise Chandari Pise Sinyeri Pise Jamari Pise Nari Pise Attention Demia Kala Palong Tu go tu Chichimita Pi ကောင်းမွန်စွာကြည်ရှုပြုစုပေါင်းဖော်ပါမည်ဟုတစ္ဆာကတိထားမည်လော ဟုတ်ကဲ့ထားပါရရှင် ကတိထားရည်သူကြံပိုက်တပိုက်ဖတ်ပါမယ်ရှင်ပေဒရုဩဝါဒစာပရမစာဆောင်အခန်းကြီး3အထက်ဆိုခဲ့ပြီးဒီနီသူမိန်မာတို့ကိုခင်ပူနီအုပ်ဆိုချင်းကိုဝန်ခံလို့
သူပြု၍နှုတ်ကပတ်တရားတော်ကိုနားမထောင်သောယောက်ျားအချို့ရှိလျင်ထိုသူတို့သည်တရားမနာတော်လဲတင်တို့၏ကြောင်းရင်းချင်းနှင့်စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍မိမိမယား၏အကျင့်အားဖြင့်သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏တင်တို့သည်တဆာရှင်ချင်းမူကားစပင်ချစ်ချင်းဆွေရှင်ချင်းအဝဝချင်းတီဟုသောအပြင်တဆာရှင်ချင်းမဖြစ်စေဘဲဖယားတခင်ရှိမှအဖို့များစွာထိုက်သောနူးညံ့တင်ငင်တက်ချင်းတဘောတီဟုသောမဖောက်ပြန်မပျက်စီးသောတဆာရှင်ချင်းရှိသောစိတ်နှလုံး၏အတွင်းလူဖြစ်စေကြလောအခုဆိုရင်ပြီးတော့ပြန်ပြီးတော့ကျွန်တော်မေးပြစေလက်ထပ်ကြအောင်လက်ကင်ကြအောင်လက်တရူတာကကျွန်တော်နှုတ်လိုက်ပါနော်ကျွန်တော်ဝန္ဒုထန်ဒီ ကျွန်တော်ဗန်နုထန်းသည် ရိုစီဆန်ဟင်းကို ရိုစီကြံခင်းကို ကျွန်တော်ဤဇနီးအဖြစ် ကျွန်တော်ဤဇနီးအဖြစ် သိမ့်ပိုက်ပြီးလျင် သိမ့်ပိုက်ပြီးလျင် ယနေ့မှစ ယနေ့မှစ ၍အသက်ကုံဆုံးသည့်တိုင်အောင် အသက်ကုန်ဆုံးသည့်တိုင်အောင် ဘဝခရီးတစ်လျှောက် ဘဝခီးတစ်လျှောက် တာယာသည်ဖြစ်စေ တာယာသည်ဖြစ်စေ ကြံတန်ခက်ခဲသည်ဖြစ်စေ ကြံတန်းခက်ခဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ သာရဖျား ထာဝရဘုရား အမိန့်တော်နှင့်လျော်ညီစွာ အမိန့်တော်နှင့်ပြောညီစွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကောင်းမွန်စွာ ကြည်ရှုပြုစုလျက် ကြည်ရှုပြုစုလျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု တစ္ဆာပြုပါ၏ တစ္ဆာပြုပါ၏ အားလုံးလက်ခုတီးချင်းဖြင့်ဩဘာပေးကြရအောင်တဒုတာကတစ္ဆာပြုသလိုတဒုတမီကိုကျွန်တော်တို့ကိုလိုက်ဆိုပါကျမအရိုစီဆန်ဟင်းဒီ ကျမရိုစီချန်ဟင်းတီ ရှာဗန်ဥပထံကို ဆရာဝန်ဦးထောင်းကို ကျမဤ ကျမဤ ခင်ပွန်းဖြင့် ခင်ပွန်းအဖြစ် သိမ့်ပိုက်ပြီးလျင် သိမ့်ပိုက်ပြီးလျင် ယနေ့မှစ ယနေ့မှစ ၍အသက်ကုန်ဆုံးသည့်တိုင်အောင် အသက်ကုန်ဆုံးသည့်တိုင်အောင် ဘဝခရီးတစ်လျှောက် ဘဝခီးတစ်လျှောက် တာယာသည်ဖြစ်စေ တာယာသည်ဖြစ်စေ ကြံတန်ခက်ခဲသည်ဖြစ်ပါစေ ကျင့်တဲ့ခဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ ထာဝရဘုရားအမိန့်တော်နှင့် သာရဖျားမိတ်တော်နဲ့ လျော်ညီစွာ ညွှန်ရစွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကောင်းမှုစွာ ကြည်ရှုပြုစုလျက် ကြည်ရှုပြုစုလျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု တစ္ဆာပြုပါ တ ၏ စ္ဆာပြုပါ၏ လက်ခုပ်တီးချင်းဖြင့်ဩဘာပေးကြရအောင်တင်တို့နှုတ်ယခုပြုခဲ့ပြီးသောကတိတစ္ဆာတို့ကိုစောင့်ရှောက်မိအကြောင်းတည်တည်အထင်မှရှိပါသလား ရှိပါလေ ရှိပါတယ် Okay. Thank you. You can go back. Thank you so much. သူတို့ရဲ့ကတိတစ္ဆာပြုပြီးတော့သူတို့ရဲ့တည်တည်ခံအဲ့ဒီလက်စွပ်လေးကိုယူလာပါတယ်အဲ့ဒီဆွေလက်စွပ်လေးအဲ့ဒီဆွေကအင်မတမတန်ဖူးကြည့်တဲ့အရာဖယားရဲ့အယီချင်းကိုဆိုလိုချင်းဖြစ်တယ်အဲ့ဒီလက်စွပ်ကအစမရှိအဆုံးမရှိခရစ်တော်ကအတင်းတော်ကိုအစမရှိအဆုံးမရှိ unending love ချစ်တယ်လို့ကျွန်တော်ရဲ့ဇနီးကိုချစ်ပါမယ်ဆိုတော့ကိုတည်တည်ပြတရချင်းဖြစ်ပါတယ်
you. You can go back. Thank you so much. ထိုနည်းသူစွာယနေ့ကခင်ပွန်းတို့ကတိတစ္ဆာပစတ်သေးပဲမပြောဘဲနဲ့တစ်တေခံပစ္စည်းအဲ့ဒါကိုကျွန်မလည်းယူဆောင်ပါတယ်တဲ့ဖယားရဲ့အရေးချင်း unending love အစမရှိအဆုံးမရှိမေတ္တာနဲ့ခင်ပွန်းရဲ့အောက်မှာကျွန်မအသက်ရှင်ပါမယ်တေချိမတပါဘသူမှမခွဲစေရဘူးဆိုပြီးတော့အဲ့ဒါကိုပေးရခြင်းဖြစ်တယ်အားလုံးလည်းခုတီးပေးကြရအောင်အခုဆိုရင်တို့တစ္ဆာလည်းပြူပြီးပြီတို့ရဲ့လက်စွပ်လည်းတယောက်နဲ့တယောက်ပေးကြပြီးပြီအခုဆိုရင်အိမ်ထောင်တည်တဲ့ကောင်းကြီးတောင်းခံပေးဖို့ရန်တိတ်ခါတော်ရဆရာကျော်နိုင်ကိုဖိတ်ခေါ်ကြရအောင်是东要，刚给那米基古攀升到皮亚，阿布拉罕、以撒、雅各皮亚，万物汤、鲁西对皮亚，耶稣那么呢，讲起别白的，以前你冇那那约的，那约好的约的的乌的别白的，皮亚见拍摄于的不定多么多哎呀个。လူမခွဲမခွာစီနေဆိုတဲ့ကတိတော်ဒီဤဇနီးမောင်နှံရောဟာဒီနေ့အစပြုတယ်လို့အဆုံးတိုင်ကိုရောတာလေတောင်းယူပေးပါမယ်ဆိုတော့ပါတယ်ကိုရှင်ဖျားသူတို့ဇနီးမောင်နှံရောဟာခရစ်တော်ဥဆောင်တဲ့အိမ်ထောင်သူတို့ရဲ့ဥကောင်းကခရစ်တော်ဖြစ်ပါတယ်ဤဇနီးမောင်နှံရောဟာခရစ်တော်ကိုခန္ဓာဖြစ်ပါတယ်ခရစ်တော်ဤဆောင်လင်ခြင်းကဤဇနီးမောင်နှံနဲ့မိသားစုပေါ်မှာစီစဉ်ပါစေခရစ်တော်ဤကြွယ်ဝချမ်းသာခြင်းတည်ဤဇနီးမောင်နှံနဲ့ရောက်ပေါ်မှာစီစဉ်ပါစေခရစ်တော်မိတယ်လို့မရှိပါခရစ်တော်တည်တယ်လို့တည်စေပါခရစ်တော်ခံစားတယ်လို့ခံစားပါစေပါခရစ်တော်နဲ့တစိတ်တဝိညာဉ်တပြပါမျိုးဆုတောင်းပါတယ်ဤမိသားစုဟာတာသမီများစွာမွေးဖွားလက်ဖယားရှိလူရှိမှာလူတိုင်းဖတ်တတော်စာခရစ်တော်ရဲ့စာအလင်းထင်ရှားကိုရောကိုတိုင်းသူတို့အထဲကနေမိသားစုတဲ့ကနေထင်ရှားပိုင်ထင်ရှားစီမိအကြောင်းယေရှုနာမနဲ့ကောင်းချီးပေးပါတယ်။အိုကိုရောဂျေစုတဲ့နဲ့ဒီမင်္ဂလာဆောင်ပွဲကိုကိုရောကိုတိုင်းဥဆောင်တော်ကြောင့်ဂျေစုတင်ပါတယ်။ဒီမင်္ဂလာဆောင်ပွဲမှာချီးမြှင့်ပြီးမှအားပေးလာတဲ့ဓမ္မမိတ်ဆွေအားလုံးကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးပါတယ်။ဒါကြောင့်ဒီမင်္ဂလာဆောင်ဟာကိုရောအစဖြစ်သောကြောင့်အဆုံးတိုင်အောင်ပို့ဆောင်ပေးပါမယ့်ကြောင်းသခင်ယေရှုနာမနဲ့ကောင်းချီးပေးစကအနာနဲ့ဖာအာမင်အိမ်ထောင်တည်တဲ့ကောင်းချီးတောင်းခံပေးတဲ့ဆရာကျော်နိုင်အပေါ်မှာအရန်ကျေးဇူးတင်ပါတယ်ဖျားရှင်တာ၍အသုံးပြုပါစေအခုချင်းကျွန်တော်တစ္ဆာလည်းပြုပြီးပြီကျွန်တော်တို့အခုဆိုရင်လက်မှတ်ရေးထိုးမယ့်အချိန်ဖြစ်ပါမယ်ကျွန်တော်တို့လက်မှတ်ရေးထိုးတဲ့အချိန်မှာတပင်တိုင်တစ်ချင်းနဲ့ဂုဏ်တော်ချီးမွမ်းဖို့ရန်ဗျက်နမ်ဆုကိုယေရှုနာမဖြစ်ကျွန်တော်ဖိတ်ခေါ်ပါတယ်ကပါဦးစကိုရောပန်းစင်ရဲ့အရာအလုံးမပါစွာနေ
I'm so poor at the so Goodbye, asa kuro pansinge aya alula paswani to pasin chinya oso pu atwe da sonte ulo alido dilo ne sage adani iwa aya alu so sayan twe chindun God kushi bare nya pya swane mui pwa chalo dahat ki amen pwa nyen to tat mi ro di ta kin pya su cha yue Congratulations. Thank you, Biaklem Sung. Thank you for your performance. အခုဆိုရင်ကျွန်တော်တို့လက်မှတ်လက်ရေးထိုးပြီးပြီဆိုတော့ Unity Candle ကိုကျွန်တော်မိထုမဲ့အချိန်ဖြစ်ပါမယ်။နှစ်ဖက်သောမိဘတွေကျေးဇူးပြုလို့လာတက်ပြီးတော့ဖျောင်းနံကိုမိထွန်းပေးဖို့ရန်ဖိတ်ခေါ်ပါတယ်။
Unity Candle မိထွန်းပေးတဲ့မိဘနှစ်ဖက်အယံကျေးဇူးတင်ပါတယ်အခုဆိုရင်ခရစ်တော်ရဲ့အိမ်ထောင်အသစ်အစာပြုတော်မယ်မိဘတွေကိုအာမကူတော်ဘူးခရစ်တော်ကိုအာကိုပြီးတော့အလင်းရှင်ဖြစ်တဲ့ခရစ်တော်နောက်ပဲလိုက်တော်မယ်ကျမတို့အိမ်ထောင်မိသားခုတယောက်တည်းနဲ့ပဲခြေလှမ်းတော်မယ်ဆိုတော့မိထွန်းတော်မယ်အခုယနေ့မောင်ဟန်အိမ်ထောင်တစ်အစာပြုတဲ့ယနေ့မောင်ဟန်က Unity Candle ကိုမိထွန်းမဲ့ချိန်ဖြစ်မယ်အခုဆိုရင်ကျွန်တော် declaration လုပ်မယ်သူတို့ကတိတစ္ဆာလည်းပြုပြီးပြီဖျားရမျက်မှောက်တုံနဲ့ပရိသတ်ရှိမှောက်မှာသူတို့အားလုံးတစ္ဆာလည်းဆိုပြီးပြီဖြောင်းတိုင်းလေးမီလည်းထွန်းပြီးပြီသူတို့ဆိုင်လည်းထိုးပြီးပြီဆိုတော့ကျွန်တော်သူတို့ကို declaration လုပ်ပြီးမယ်ဖျားတခင်ဤရှိတော်၌၎င်းဤပရိသတ်တော်ရှိမှောက်၌၎င်းရှာတော်ဝနုထံနဲ့ရိုစီစံဟင်းတို့ဒီကတိတစ္ဆာပြုခဲ့ပြီးသည့်အတိုင်းယခုအချိန်မှစ၍တယဝင်ယနေ့ခင်ပွန်းအဖြစ်သို့မြောက်စေခြင်းဟာကျွန်တော် Reverend Stephen Tinlian Tagnandi ဖယားတခင်ဤဓမ္မဝန်ဆောင်တူအနေနဲ့ခမဲတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတဆူတည်တော်ဖယားဤနာမတော်၌ထိန်မြလက်ထပ်ပေးပါသည် You may kiss the bride. Okay. God bless you. God bless you. Thank you. Blessing ကောင်းချီးပေးပါစေ။ဖယားသခင်ဆုံးဖြတ်တော်မူသောအရာကိုလူတို့မခွဲမခွာစေနဲ့။ယေရှုရာတင်တဲ့ဖျားရှင်လံပြပို့ဆောင်ပါစေ။အခုဆိုရင်ကျွန်တော်ပြီးခါနီးပြီးနှစ်ဖက်တော်မိသားစုဖက်ကနေကျေးဇူးတင်စကားမဟာဆရာလေးတွေရှိရင်အခုသူတို့ကိုအချိန်ပေးမဲ့အချိန်ဖြစ်ပါမယ်အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါ ယနေ့ထိတိုင်အောင်ဒီနေ့ကျွန်တော်မိသားစုတွေကျွန်တော်ဒီနေ့ယုံကြည်သူဓမ္မမိတ်ဆွေတွေကိုဒီနေ့ပြန်လည်ပြီးမှပို့ဆောင်ပေးတဲ့ဖျားရှင်နာမတော်တာရေးပုံကြည်ပါစေဆိုတော့ကျွန်တော်ဒီနှုတ်ပတ်တော်မှာတော့ကျွန်တော်မြင်ရတဲ့အတိုင်းပဲကျွန်တော်လူတွေကတော့အထူးထူးထွေထွေကျွန်တော်ကြံစီတတ်တယ်တိုးတော်ညာလဲကျွန်တော်ရဲ့ဒီနေ့ကြံစီတဲ့အရာကိုဒီနေ့အထမြောက်စေရတော့ဖျားပဲဖြစ်တယ်ဆိုတော့ဒီမှာဒီနေ့မှလည်းကျွန်တော်ဒီမှာနော်သူတို့ဒါကမှစာရွက်တွေသူတို့မိအရန်နေအားလုံးပေါ့နော်တယောက်မှဒီနေ့ကျွန်တော်စစ်စင်ထားတဲ့ဒီနေ့ရဲမှာဒီနေ့အားလုံးကကြမ်းကြမ်းမာနဲ့ရောက်လာတဲ့ခါမှာကျွန်တော်အရင်ဆုံးဖျားရဲ့ဘုံဖျားကိုလည်းကျွန်တော်ဘုံပေးရှင်တယ်ဖျားနာမတော်တော်ဘုံကြည်ပါစေဆိုတော့ကျွန်တော်နာမည်တော့ဘိုးကျုံဖြစ်တယ်ကျွန်တော်ဒီရိုစီရဲ့အကိုအကြီးဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနေ့ကျွန်တော်မောင်နှမ3ယောက်ရှိတဲ့အထက်မှာကျွန်တော်အကြီးဆုံးကျွန်တော်ညီဒီမှာကျွန်တော်ညီလည်းဒီမှာထိုင်နေပေါ့နော်ကျွန်တော်ရိုစီကတော့ကျွန်တော်ရဲ့ဒီနေ့ညီမအငယ်ဆုံးပဲဖြစ်တယ်ပေါ့နော်ယနေ့ထိတိုင်အောင်ဒီနေ့လမ်းပြပို့ဆောင်ပေးတယ်ဒီနေ့ဖျားရဲ့နာမတော်ကိုကျွန်တော်အထူးပဲချီးမွမ်းပါတယ်ဆိုရင်ရိုစီဆိုရင်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့တမီးနှစ်ယောက်တော့ဆိုရင်သူတို့ကဒုတိယမိခင်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တမီးဆိုရင်တော့ဗါလေဒီရိုစီကိုနော်သူတို့မိခင်တို့ဖွဲ့သူတို့ချစ်ကြတယ်ဆိုတော့ဒီနေ့တကယ်နေ့ရက်ရောက်လာတဲ့ခါမှာက
Kikira ကျွန်တော်တမီးကြီး Kikira ဘောနော်ဟာ I can still believe that auntie is getting married ဆိုတော့သူကတော့မယုံနိုင်ဘူးပေါ့နော်ဒါပေမဲ့သူပြောတော့ဖြစ်နိုင်တယ်ဆိုတော့auntie ကဒီနေ့ယောက်ျားမယူဘဲနဲ့ကျွန်တော်တို့လည်းပဲနေသွားကောင်းမယ်ဆိုမှကျွန်တော်ပြောတဲ့ခါမှာကိစ္စမရှိဘူးနင်းထဲကြမှာနေယောက်ျားမယူနဲ့ငါတို့လည်းသူတစ်သက်လုံးနေသွားပါလို့ကျွန်တော်သူ့ပြန်ပြောရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တမီးအငယ်မလေးတော့ကျွန်တော်ဗါလဲသူတို့တော့မင်္ဂလာဆောင်သွားတာသူတီးအခါမှာသူပြောတော့နေတော့တော့ slip over မဲ့နေရနောက်တစ်ခုပြန်ရသွားတော့ပြောတော့သူကတော့ဒီလိုသူကြတော့ဝမ်းတာနေပေါ့နော်ဆိုတော့ကျွန်တော်တို့တော့တကယ်ကျေးဇူးချီးမွမ်းစရာတစ်ခုကဆရာဖုန်ပြီးနေဆိုရင်လည်းကျွန်တော်ကဒီနေ့အတင်းတော်ထဲမှာအမှုတော်မြောက်ကိုကျွန်တော်တွာလာရဆိုတော့ကျွန်တော်အစကမိသားစုလုံးနဲ့ကျွန်တော်တွာလာပြီးသွားဆိုတော့ကျွန်တော်ဒီနေ့တဆိုင်လည်းမဟုတ်တော့ဘူးကျွန်တော်ဒီနေ့ဘာဖြစ်အဲ့ထဲမှာနေဖျားခင်ပြန်လည်ပြီးဆုံစည်းစေတဲ့ရတော့အထူးပဲနော်ဖျားကိုချီးမွမ်းတယ်ဆိုတော့ကျွန်တော်မိသားစုကိုစားကျွန်တော်အနေငယ်ပေါ့နော်ဂျေယူတင်ထိုက်သူအားလုံးကိုကျွန်တော်ဂျေယူတင်စကားပြောချင်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီနေ့အချိန်တိုင်းကိုဒီနေ့ပေးပြီးမှနော်မလာတဲ့ကြားတဲ့အချိန်ပေးမှနေအစီအစဉ်ကိုဦးဆောင်ပေးသွားတဲ့ဆရာဒီနေ့ Reverend Steven နဲ့တကွာဒီအရန်တွေနော်ဒီဆရာထွေးကုန်ပြီးဒီနေ့ကောင်တန်ဒီတို့ကျွန်တော်ဒီဆာရာတို့ကျွန်တော်ဆရာမတို့အထူးပဲကျေးဇူးတင်ကြောင်းတရားနဲ့ကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်ဒီမိဘတွေပေါ့နော်ဒီကလေးလည်းဒီနေ့အစီအစဉ်ပါဝင်ဖွင့်ရတော့ကျွန်တော်ဒီနေ့ request လုပ်တဲ့ခါမှာမိဘတွေကလည်းဒီလိုလာပဲကလေးတို့ဒီနေ့သူတို့လာဖို့အချိန်ပေး practice time လည်းသူတို့ဒီနေ့အချိန်ပေးကြတဲ့ခါမှာကျွန်တော်အနေနဲ့မိသားစုကိုစားအထူးပဲဒီနေ့ကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်တင်မိသားစုအနေနဲ့တော့ဘာမှကျွန်တော်ကျေးဇူးပြန်ပြုနိုင်တာမရှိဘူးဒါပေမဲ့တင်တို့ရဲ့ဒီနေ့ဖခင်မေတ္တာထဲမှာဒီနေ့မေတ္တာပြတဲ့နေရာကိုဒီဖခင်ကဒီနေ့မြင်ပါတယ်လို့ကျွန်တော်အထူးပဲပြောချင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကရိုစီကိုချစ်ခင်ပေးကြတဲ့သူရဲ့တင်ငယ်ချင်းတွေအားလုံးကိုကျွန်တော်ကျေးဇူးတင်တယ်ဆိုတော့တို့ဒီအစီအစဉ်ဆောက်ရလုပ်တဲ့ခါမှာနော်ရိုစီတို့ငါဒီဖက်ကနေပါဝင်ချင်တယ်ဒီဖက်ကနေပါဝင်ပြီးတို့ make up လိမ့်နာတွေကစားတယောက်နဲ့တယောက်ငါတို့ပါဝင်ချင်တယ်ဥရိုစီတို့ဒီလိုပါဝင်လို့တို့တယောက်နဲ့တယောက်တို့ volunteer တကယ်နှလုံးသားပြည့်နေတို့ပါဝင်နေဆိုတော့ကျွန်တော်တွေ့ရတဲ့ခါမှာနော်ကျွန်တော်နေအရန်နေအကိုတယောက်နေအရန်မနေကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်တယ်ပြီးရင်နောက်တစ်ခုနေနဲ့တော့ဒီနေ့အချိန်ခါမှာဒီနေ့ရက်ဝေးရက်နီးကနေကြွားရောက်လာကြတဲ့မိသားစုနော်ဓမ္မမိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်တယ်ဆိုတော့တချို့ဆိုရင်ဟို Texas ဖက်ကတဲ့နော်တကယ်ကျွန်တော်ရာတူးမကောင်းတဲ့ကြားတဲ့ကနေအချိန်ပေးပြီးရောက်လာကြတဲ့ကျွန်တော်ဒီဓမ္မမိတ်ဆွေယုံကြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့တော့ကျွန်တော်ပေါ့နော်ကျွန်တော်အတင်းတော့ဒီနေ့ IMCC ဒီနေ့ယုံကြည်သူဒီနေ့မိသားစုတွေအထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်ဒီနေ့ညီမရိုစီနဲ့ဒီနေ့ကျွန်တော်ရဲ့အတင်းတော်ပါစတာဆယ်ဖုန်ပီတိုဒီနေ့ဒီရက်မှာလုံးဒီနေ့မင်္ဂလာဆောင်ဒီနေ့ကျင်းပမယ်လို့ပြောတဲ့ခါမှာနော်တချို့ညီကိုတွေဆိုရင်တို့အလောက်ကိုင်းနေတို့ပြတ်တယ်ဆိုတော့မနေ့မှလည်းကျွန်တော်ဒီ decoration နဲ့အခန်းပြင်ဆင်တဲ့ခါမှာလည်းမနေ့ကနေညတော့ရှောက်တို့အချိန်ပေးကြတဲ့ခါမှာကျွန်တော်အနေနဲ့ဒီလိုကြည့်တဲ့ခါမှာနော်တခါလေဒီနေ့တယောက်နဲ့တယောက်ဖျားမြစ်တာပြတယ်ဆိုတော့တခါလေကျတော့ကျွန်တော်နော်ကျွန်တော်ချမ်းစာထဲမှာဒီနေ့တွေ့ရတဲ့အတိုင်းစိတ်ပါကိုရောက်ကျွန်တော်တယောက်နဲ့တယောက်ချစ်ကြောင်းနေမေတ္တာပြတဲ့အခါမှာကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ဗာလဲကျွန်တော်ဒီအစီအစဉ်ပြီးသွားတဲ့ခါမှာလည်းဒီနေ့တော့အစားတောက်ပြင်ဆင်ထားတဲ့ຢာတွေလည်းကျွန်တော်တုံးဆောင်ပြီးမှအတူတကွကျွန်တော်ဗာလဲဘောနော်အတူတကွဆက်လက်ပါဝင်ကြရအောင်ဆိုပြီးမှကျွန်တော်ရဲ့ဒီနေ့ကျေးဇူးတင်စကားကိုကျွန်တော်ဒီမှာလည်းပြန်လည်ပြီးမှညီကုန်းချုပ်ချင်ပါတယ်ရောက်စတိုင်ပေါ်မှာဖျက်ရှင်းကောင်းကြည့်ပေးပါစေอุปตอกมาจะออกอัตลักมีนงเวียแต่นั่นหมายกากะหงเดียกะเห็นไม่ใช่เก่าท่าสิงหาที่จงเฮนั่นมันกระรวดเมนลายนี่เห็นนี้กันตุปานุปิถินาป่วยเห็นเวียแต่รักชวกมีเฮอากาศไทยเรามีล้องเตนันสลาอากาศไทยมีเหตุกุดดองวันเรลกฟังนันสลาเตียกรัว
ฮิตโกลลองเตวันมันนี้จุยโกลกาขันมาเทียมเรามีมีร่างหอจงกาขันมาเทียมเรามีวังดีรีเบียวันชิมเวหิทัดน้ำหนักจิตเล่นเองหาไม่ทีก็ลงทิ้งก็รวดเลยก็ทิ้งลงไอเสือสานไงใช่ไหมสโลนี่เนี้ยฟงพิเลกับพินก็ชิมหาเวจ้าการกองกันลำให้การที่ขัดเตะกันชิมเวลายฟงเปียนูฮีอาปาฮีกันนิวนารัวลีประทัดชวกันเสียอันอุณากันอุณารัวดีละกันเห็นไกเฮอันยังจำกระเสียก็อุลเวียเตมีอันกะทิตากดีฟงปีเฮอปูเลียอปูเห็นไกมาลงกระตังอันนี้ปกติเฮต่างเวกะลิเมวะกัวซานี่ขวากระดูกที่ก็เห็นลงลมนักมิเขียหายลงลมนักมิเขียลวงใจรวงอาเตียจนฟงปีจงเฮกระตูและก็ฟ้าเลยนานทันนาเขกอรำละวายรมันทังเอฟารอนเลยกับจงอันไทยทิทาทินหาแล้วกอเลยอาเปใจมีง่ายที่เสนายใจมีจงค้าอันรักฝนตกแล้วจุจ่าจนนิจานาเห็นแกมาจงอินจันนี้มันอัตินทิทาเรามีฟารอนควายนตุมุยละเรียมนามิตาอีกวันเชียตายกาอเมริกานักของผ่านเวเอกันตุปานุปิทินักเวเห็นกายต้องเขาเตลาตีกจานมั่งมันนักมันบาลมีเสนาลวินบ่อยปานี้แล้วมันก็รวยนุนนักดำนักบ่อยปานี้คุมสมเรียดเด้งมังนุนนักกระเปียกมีจงะก็อุลเวียเตวุเลยอันจันดินหัวกตุปาฟงปีเลอนุปิทินักป่วยอปุกห้องดีฮีนุนมันกันในเกาเตียกายรัวตุชุนจานว่าเห็นกันลงลมนักกระชิมจอกล้อและกระถินลงนี้ลงระเทนักเตกรักไม่มีเจอเฮกระตุลกฟ้าเลนหาเฮมีพุนดังรามาอเมริกันรำเตนหาที่เตนควนของสกีป่วยเตนหานวันตัวรอเลยที่ดินนักเตนหานวันตัวที่กะหินอุลนาวสโลรัวชันง่ายจงอันเราที่กะหินชำบ่าวนางนาเตสวลามกตีและลงในไทยเตนกะตัวโปรแกรมกับวันเจ้าที่กาจินหิเตียงหิตลามันคือง่ายบ่อยปานิทัชชัวกันเป็กมีนุ่งเวียเตหีนี่เห็นนั่งกันลมปีกายลมตกบ่อยปานิทัชชัวเป็กคนหาเสตัวชุนจันเตจงอาหินกากเตชิมกระดูอีกตุปาจงจางจงอาหินไกกุมัดเคียงจังมีกสิเวมีนี่เห็นเยป่วยชงเตียนเบียกานิกาขัดเตวันชิมกระดูมีจงนี้ใจดาสีเตียจนพอหลอดนักจ่าสิแล้วรวมกายนักจ่าสิแล้วกันนิ้วหน้ารวลป้าบอลเฮนุปีเลดอตักมีกันเสียจะบอกเบียจงเชเรานานนิชวกเบียจงสมีกันอุปจับปะเฮอทองง่ายเวมิสิเลนุปีเลดอตุกเลอาจอบนั้นให้ปวกและใจตุกได้ขันจังหิมก็อูกติเลนั่นหนูเหี้ยชิมป้าอลวนตุกกติก็ชิมลาเล็กตีก็โดดตุกเมื่อชิวตีเลยเจ้าเมื่อที่ลมลามินโดดกติเลยก็ที่เดียงก็โดดลาตีเมื่อเบี้ยไก่คำเล่เลี้ยไก่ท่าจูกติก็รู้ติกันมันบักและตัวชุนจานกรัวติกาหินอเมริการำจงกระเจาะก็รำจงกระเจาะเวติกาหินขวาตั้มปีอวันกรัวเตอร์การบวชบาจิสุครีจงข้าเวลจนเลี้ยงเลี้ยวหินป่วยตั้มปีละกาขันป่วยไอเตลติกไทยนักโจนุปชิตป่วยเสียนุปชิตป่วยวันนี้เตลติกจงอันครัวหาร์นักอัตัวมหาสัตว์ดิกมิโจมิสุรหังที่ขมิสุรหังอาริมตุกมีอวันจันทร์มีเตค่ะ
นุปิจิตป่วยนายทอกนี่จานะกันนุปิจิตนักป่วยอะกันตุปานุปิจิตนักป่วยอะเฮียเดรามิจงนี้การบอกปาจิสุครีนี่อัตเตลพิมินาป่วยนั่นมาจงปะเทียนเบจุเตนังกันเตลพิมิเฮบอยปาดุมิสติกันหุจ้าบอยปานี่ขจวนเปกันหาเสนี่กันตัวเสมีเฮไอดอตกถ้ายิงกับทุกคนกันไล่กุมกลัวกุมรักกันกันไล่กุมสมงากันกันไล่กุมสมรุกกันบังกันไล่เลยกันบอยปาจิสุเบียที่นักป่วยอุปโตกตักมิสิทธิอุปดิ่งสิทธิกันรำมาเลี้ยทามิตามตุกเหกันหุ่นนะข้าอลัวเจมีกุมทุมเลียวะวอชิงตันดีเซียกระนุปิชิตป่วยก็จะอารมณ์ปุยตักเดอันเบกับนักเฟนิงเลยก็จะติกาหินนี่จริงอันเบกับนักประคัตนันเทติละอเมริการำจงอะไรรำจงก็จะติกานี่บรรทุกกันเละท่านี่มีเป็นหมายเลยบ่อยเป็นหมายไกลการเละท่านักกันเบกับนักเฮฟงปีเตนุปจาจงหินที่ลาโลจาริมริมักอเฟกมีเบกับนักสิลามุสลิมตีกันเงียบมิเสจุจ้าเจินกระตุลกฟ้าจงรองะบ่อยปานิเขาชวนหาเสอันเบกับบันทุกแต่อันฉันชงมังนาเสอันฉันชงนุ่งนาเสที่ตรงนี้ยิสุมันนิมเบจากระดูนะจุจ้าเจินไก่มาจงกิจานแทงเตะกับนิตนนาเฮกลงไอล้มตุเกตุจิงะฟงปินูและปาเฮจงซาปีกันนิชอนกระปูกระปานายเตจะกันลงตำเปียล้มนามากุตานี่นัเตลปินหาจะกันผ่าเลยจังเขาเชื่อมุลาอันนั้นกตีแกจังไก่ล้มตุกเวกตีจุจ้าเจินหินนิจานี้กตุปานุปิชินาเกเตลมีเวียเตอาหงกันชมมีเวียเตอาจินลงนักชงะตามจินนากันหงกันรัวเปียกุอาชัมบ้านักชงะตามจินนากันรัวเปียกุฮีป่วยชงจงะกันหงกันเร็วกันชิมกันเร็วมีจังเรามีเวียเตจงไอเทียมอกินจิสุคริมินินใจเป่าเฮกันรัวเทียมูกันไงเทียมูจังเรามีเวียเตเฮตามจินนาคินกันหุบเปียกุเตียยิสุมินกันนอนหาไก่ล้มตกบ่อยปานิขชนเปียกุนาเสอาเมนကျွန်တော်ရှေးဥစွာပေါ့နော်ဒီလိုမျိုးချိန်တိုင်းပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတော်တိုင်ပုံကြည်ပါစေဒုတိယအနေနဲ့ကျွန်တော်တို့ဒီမှာဘုရားရှိနော်ဓမ္မမိတ်ဆွေတင်းတော်ရှိမှာဒီလက်ထမင်္ဂလာပေးတဲ့ကျွန်တော် Reverend Stephen ကိုအထူးကျေးဇူးတင်တယ်နောက်ပြီးရင်ကျွန်တော်ရဲ့ဒီမှာကျေးဇူးတင်စကားပြောရင်ပေါ့နော်တခါတလေကျွန်တော်မှဟိုချွတ်ယွန်းကြလေးရှိတယ်တခါလေအားနေကြလေးတွေရှိတယ်မပြောဘူးလို့လဲပြောတဲ့နဲ့ရောက်မပြောမိတာလေးလည်းရှိတယ်အဲ့လိုဆိုတော့ကြိုတင်ပြီးမှပေါ့နော်ကျွန်တော်အနေနဲ့တောင်းပန်ခြင်းနဲ့ဒါလေးကိုတီးခံခွင့်လုပ်ပေးပါလို့ကျွန်တော်လည်းရှေးဥစွာပမာဏနဲ့ပြောခြင်းနဲ့ဒီလိုချိန်မှာကျွန်တော်အားလုံးကစစ်လို့ရှားကြတယ်နော်အဲ့လိုဆိုတော့ပြီးမှပဲကျွန်တော်ပြန်သတိရတာဟာငါသူ့ကိုကျေးဇူးမတင်လိုက်ရဘူးပေါ့နော်အဲ့လိုဆိုတော့ဘာဖြစ်ဖြစ်အားလုံးမိသားစုတွေပေါ့နော်ဒီမှာကျွန်တော်တို့ကိုချစ်လို့ဒါဖះကိုချစ်တဲ့ခါမှာကျွန်တော်တို့ကိုဒီမှာရှိတဲ့လူတွေကဒီမှာဓမ္မမိတ်ဆွေတွေကပေါ့နော်တကယ်တဘောတူပေးတယ်ဖះရှိမှလက်ခံပေးတဲ့အတွက်ဒါကိုကျွန်တော်အနေနဲ့ပေါ့နော်ကျေးဇူးအများကြီးတင်တယ်နောက်ပြီးကျွန်တော်ရဲ့အရန်နေကျွန်တော်ကိုဘေးကနေဝိုင်းဝန်းကူညီပေးတဲ့ဒီမှာကျွန်တော်ရဲ့ mix တွေ brothers တွေကျေးဇူးအများကြီးတင်တယ်ကျွန်တော်မှာရှိတဲ့အမျိုးသမီးဘက်ကနေပါတဲ့ညီမတို့လည်းကျေးဇူးအများကြီးတင်တယ်နောက်ပြီးကျွန်တော်ကျေးဇူးတင်စကားတော့အများကြီးပါပဲဒီနောက်ွယ်ကနေကျွန်တော်ကပေါ့နော်ချစ်ပြုတ်ရေးတွေပါမစုံပေါ့နော်ငွေကြေးအားဖြစ်တော့ကောင်းကျွန်တော်မသိတဲ့ຢာတွေအများကြီးသူတို့အကုန်လုံးလုပ်ပေးတယ်ကျွန်တော်ကဒီမှာကိုကပဲဒီမှာ busy နေပေါ့နော်သူကတော့နောက်ွယ်ကနေအများကြီးနေညနော်ဒီနေ့စပြီးဖြစ်တာနဲ့ပေါ့နော်သူတို့တွေကအကိုအလုံးကိုအချိန်ပေးကြတယ်အေးရေးပြတ်တယ်ဒါတွေပြန်စဉ်းစားတဲ့အခါမှာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဆွေမျိုးလည်းကျေးဇူးအများကြီးတင်တယ်နောက်ပြီးရင်ဒီဘက်ကကျွန်တော်အမျိုးသမီးဘက်ကလည်းမိသားစုလည်းကျေးဇူးတင်တယ်ကျွန်တော်ကိုဒီနေ့ယုံကြည်စွာပေါ့နော်လက်ခံပေးတယ်မိသားစုလို့ကျွန်တော်လက်ခံပေးတဲ့အတွက်ကျွန်တော်အမျိုးသမီးဘက်ကမိသားစုအားလုံးကိုလည်းကျေးဇူးအများကြီးတင်တယ်ဆိုတော့နောက်မှဒီနေရာကိုပေါ့နော်
ကျွန်တော်တို့ငှားရမ်းခွင့်ပေးတဲ့ဒီမှာရှိ CEBC ကနော်ဒီနေ့တင်းဦးဆရာနဲ့တကွဒီမှာဆရာမတွေဒီမှာဒီနေ့တင်းသူတင်းသားတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်တယ်လို့ကျွန်တော်အနေနဲ့ဒီကနေပြောချင်တယ်နောက်ပြီးဒီနေ့ဒီမှာရောက်ရှိလာတဲ့နော်ကျွန်တော်ညီဒီမှာချစ်တဲ့ဓမ္မမိတ်ဆွေညီကောင်မတွေအားလုံးကိုကျေးဇူးတင်တယ်ဒီမှာဒီမှာမရောက်လာဆိုကျွန်တော်ဒီနေ့ဒီပွဲမဖြစ်ပါဘူးเนาะဒါဖခင်ကပြင်ဆင်ပေးတယ်ဖခင်ပြင်ဆင်ပေးတော့အတွက်ဒီလူတွေကိုပို့ဆောင်ပေးတယ်ဆိုတော့တရားအတွက်ကျေးဇူးတင်တယ်နောက်ပြီးယနေ့ရဝင်းကနေလာတဲ့ဒီနေ့ကျွန်တော်ရဲ့ဆွေမျိုးတွေမိသားစုတွေတငယ်ချင်းတွေဆရာဆရာမတွေเนาะတကယ်ပဲအဝေးရနေလာတယ်ဆိုတော့ဟိုဒီဟာအားလုံးတော့ကျွန်တော်အနေနဲ့ဒီနေရာနေအများကြီးကျေးဇူးတင်တယ်လို့ပြောချင်တယ်နောက်ပြီးဒီဟာပြီးသွားတဲ့ခါမှာလည်းကျွန်တော်ဒီကစားတောက်ပြီးမှပဲပေါ့เนาะကျွန်တော်တို့အားလုံးပြန်ပေးပါလို့ကျွန်တော်ဒီကနေပြန်မှတောင်းပန်ချင်တယ်ဆိုတော့ကျွန်တော်ကျေးဇူးတင်စကားတော့ဒီလောက်ပဲဖြစ်မယ်တကယ်လို့ကျွန်တော်ကတကယ်လို့မေ့သွားရင်လည်းကျွန်တော်တီးခံပေးပါလို့ကျွန်တော်ပြောတဲ့အတိုင်းပဲပေါ့နော်ဆိုတော့အားလုံးအစာဆုံးနေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ရောက်တိုင်းပေါ်မှာဖခင်ကောင်းချီးပေးပါစေအာမင်အားလုံးလည်းခုတ်တီးပေးကြရအောင် thank you god bless you okay အခုရှာဖုန်ပီကရှာတော့ဝန်ဥထံကတကယ်တော့သူကBurmese fellowship ပေါ့နော်ဒီမှာ Burmese Christian Church မှာသူက church pastor ဖြစ်တယ်သူရဲ့ခြံထွက်လို့ပြောရမလားအခုရိုစီလဲသူတို့အတင်းတော်ထဲကနေနော်ဖခင်အမှုတော်မြတ်မှာပါဝင်ပြီးတော့ဖခင်ပေးတဲ့အရာဖြစ်တယ်နော်အင်မတန်မှကျွန်တော်တို့စံပြလည်းဖြစ်တယ်အတူယူစရာလည်းဖြစ်တယ်အခုကျွန်တော်တို့အတိုင်းအဝိုင်းကြည့်တဲ့အခါမှာယောက်ျားကယောက်ျားယူရအခက်နော်မိန်းကလေးကမိန်းကလေးယူရအခက်မှာရှာတော်ဖုန်ပီလေအခုလို့နော်ယောက်ျားကမိန်းကလေးကိုရွေးပေးတဲ့ကြောင့်အရန်ကိုကျေးဇူးတင်တယ်ရိုစီလေအဲ့လိုပဲနော်မိန်းကလေးကယောက်ျားကိုဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းရွေးပေးတဲ့ကြောင့်ဖခင်ရှင်ကောင်းချီးပေးပါစေလို့နော်ဖခင်ရဲ့အမျိုးဝိညာဉ်အမျိုးများများရပါစေလို့ကျွန်တော်ပြောချင်တယ်ပြီးတော့အခုကျွန်တော်တို့အားလုံးကျေးဇူးတင်စကားပြောချင်တယ်ဒါပေမဲ့အချင်းကတိတ်မရတဲ့ကြောင့်တီးခံပေးကြပါလို့ especially ကျွန်တော်ပြောချင်တာနော် thank you for choosing me for officiating your wedding occasion အဲ့လိုကျွန်တော်ကိုလည်းနော်ဒီမှာofficial အနေနဲ့ကျွန်တော်ကိုယူရအရန်ကိုကျေးဇူးတင်တယ်လို့ပြောချင်တယ်နော်ဖခင်ရှင်ကောင်းချီးပေးပါစေပြီးတော့ပါဝင်ပေးကြတဲ့ညီမငယ်ညီငယ်လို့ဖို့ဆောင်ဖက်တွေအားလုံးကိုလည်းကျေးဇူးတင်တယ် sound system music မှာတာဝန်ယူပေးကြတဲ့ပြီးတော့ပရိသတ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခမရတို့မပါဘဲနဲ့ဒီပွဲကိုဖြစ်မြောက်မှာမဟုတ်ဘူးနံပါတ်1ကဖယားပဲအာယာအားလုံးကဖယားရဲ့ဘုန်းတော်အတွက်ဖြစ်ပါစေဟာလေလုယာအယံကိုကျေးဇူးတင်တယ်ပြီးတော့ second section ရှိသေးတယ်အဲ့ဒီမှာလည်းဘသူမပြန်ပဲတဲ့သူတို့မေတ္တာပြပေးတဲ့ပြင်ရှင်ပေးတဲ့ညစာကိုလည်းတုံးဆောင်ပြီးတော့အားလုံးပြန်ကြပါကျွန်တော်တို့ဒီကနေ့ထွက်ခွာတဲ့အချိန်မှာကျွန်တော်တို့လက်မဆွဲတော့ဘူးနော်နှုတ်မဆက်တော့ဘူးထိုင်ရင်းနဲ့ကျွန်တော်စားတောက်ချိန်တဲ့ခါမှာသူတို့ကလာပြီးတော့နှုတ်ဆက်လိုက်မယ်နော်ဘာကြောင့်လဲခမရတို့မောမှာစိုးလို့တဲ့သူတို့ပဲချိန်ပေးမယ်တဲ့နော်ဒါဆိုကျွန်တော်အားလုံးပြီးဒါဆိုကျွန်တော်အားလုံးမတ်တရပြီးတော့ထောပနာတချင်းကိုတီဆိုပြီးတော့ကောင်းကြီးပေးခြင်းအပြင်ကျွန်တော်အဆုံးတတ်မယ်ဒါဆိုအားလုံးမတ်တရမထိုင်ပဲနဲ့ကျွန်တော်ဒီကနေကျွန်တော်ထွက်ခွာမှာဖြစ်ပါတယ်အားလုံးမတ်တရကြအောင်နော်ထောပနာတချင်းတီဆိုပြီးတော့လောချွာအာကန်ပေသူပါချာအာဖာဂျီဆူလေချန်ရှာရောဗန်ရန်တိုင်လေဗန်ဇုံခွာမီမီဇာကိပနီထန်းထကိုရိုရှင်ဤနာမတော်အားဖြင့်ကိုရိုရဲ့ရှိတ်မှုတ်တွင်ထိမ်းမြလက်ထပ်ပြီးကတိတစ္ဆာပြုခဲ့ကြသောယနီမောင်နှံရှာတော်ဗာနုထန်နဲ့ရိုစီဆန်ဟင်းတို့အပေါ်၌တော်လကောင်ထိမ်းမြလက်ထပ်ခြင်းအစီအစဉ်၌ပါဝင်ကြသောယုံကြည်သူအရောက်စီတိုင်းအပေါ်မကုံခန်းနိုင်သောခမဲတော်၏ချစ်ချင်းမြတ်တာတာတော်ယေရှုခရစ်ကယုနာတော်နဲ့တန်ရှင်သောဝိညာဉ်တော်၏အတူပါရှိခြင်းနဲ့မေတ္တာရဖို့ရခြင်းဒီတင်တို့အပေါ်၌ယနေ့မှစ၍ကာလအစဉ်အမြဲ
တည်ရှိတည်နေပါစေသောအာမင် thank you okay ဒါဆိုကျွန်တော်တို့ထွက်ခါလို့ရပါပြီ okay ပါ